အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့တူတာထွေးတာ channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်စနွင်းဆိုတာမရှိမဖြစ်တဲ့ဆေးဘက်ဝင်အမြင့်တစ်မျိုးပါဟင်းချက်တဲ့အခါရောင်ကားဘူးရောယောဂဝေဒနာအတွက်ပါဘိုးဘွားလက်ထက်ကလေးကသုံးခဲ့ကြတဲ့ရွှေရောင်ဆန်တဲ့နေစီတလက်လူတော်တင်စားလို့ရပါတယ်ခင်ဗျာဒါပေမဲ့ဒီလိုဘိုးတန်တဲ့နနုံးကိုအသုံးပြုရမှာလူအများစုဟာအကြီးမားဆုံးမှားယွင်းမှုတစ်ခုကိုနေ့စဉ်နဲ့အမျှလုပ်နေကြတယ်ဆိုတာကိုပြင်သိပါရဲ့လားဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့မြန်မာရိုးရာမှာတယောက်နဲ့တယောက်အလွယ်တကူလက်ဆင့်ကမ်းသုံးစွဲနေကြတဲ့စနောအသုံးပြုပုံတစ်မျိုးအထူးသဖြင့်ဝမ်းလွန်သွားတဲ့ကဓမ္မမဟုတ်အစာရင်မကောင်းလို့ဆိုပြီးနနုံးမုံကိုရင်းနဲ့ပြောပြီးဘာမှမရောပဲတောက်သုံးနေကြတဲ့လိတာဟာဘာကြောင့်တင်ကျမ်းမာရေးအတွက်ထိရောက်မှုလည်းနည်းသလိုဒီအတွက်စိုးကျိုးတောင်ပေးနိုင်လဲဆိုတာကိုသိပ္ပံနည်းကြကြပြည့်ရှင်းသွားမှာဖြစ်ပါတယ်ခင်ဗျာနနွင်းကတကယ်တော့ဝမ်းသွားတာကိုရက်တံပေးနိုင်တဲ့အစွမ်းရှိသလားသူ့ကိုဘာနဲ့တွဲတောက်မှသာစီအစွမ်းအမှန်ကိုရမလဲဒီဗီဒီယိုမှာဆုံးဖြတ်ကြည့်ပြီးတော့သင်ဟာနနွင်းသုံးဆွဲတဲ့နည်းလမ်းကိုထာဝရပြောင်းလဲသွားမှာသိကြပါတယ်ခင်ဗျာကဲဒါဆိုရင်စလိုက်ကြရအောင်နနွင်းရဲ့အစွမ်းတတိနဲ့၎င်းကိုပိတ်ဆို့နေတဲ့အရာများနနုံးကိုလက်စီးတက်လက်လို့သတ်မှတ်ရတဲ့အကြောင်းရင်းကတော့သူ့ထဲမှာပါဝင်တဲ့အဓိကဇာတ်မျိုးကြောင့်ဖြစ်ပါတယ်။အဲ့ဒါကတော့ကာကျူမင်လို့ခေါ်တဲ့ drug ပေါင်းပါ။ကာကျူမင်ဟာဘာလို့လုပ်ပေးနိုင်တယ်ဆိုတော့ခန္ဓာကိုယ်အတွင်းကရောင်ရမ်းမှုတွေကိုရောကြစေတယ်။နာကျင်တာကိုတက်တာစေတယ်။အန်တီအောက်ဆီဒန့်ဂုဏ်သတ္တုတွေကြောင့်ဆဲတွေပျက်စီးတာကိုကာကွယ်ပေးတယ်။ဒါအပြင်အစာရည်နဲ့ဦးလန်းချောင်းကျန်းမာရေးအတွက်ပါအရေးကြီးတဲ့ခန်းကဏ္ဍကပါဝင်နေပါတယ်ခင်ဗျာ။ဒါဆိုရင်ဝင်သွားတဲ့အခါဘာမှမရောပဲနနွင်းကြီးဖြောတော့တာဘာကြောင့်မထိရောက်တာလဲ။အဲ့ဒီအချက်ဟာနနွင်းရဲ့ဇီဝရရှိနိုင်မှုလို့ခေါ်တဲ့သဘောတရားနဲ့ဆက်ဆက်နေပါတယ်။ပြောရမယ်ဆိုရင်ကာကျူမင်ဟာစီမာတာပျော်ဝင်တဲ့ဓာတ်ပေါင်းတစ်မျိုးပါအစီမာပျော်ဝင်တာဖြစ်တဲ့အတွက်တင်းကနနုံးမုံကိုရေတက်တက်နဲ့ဖြိုပြီးတောက်လိုက်မယ်ဆိုရင်တင့်ခန္ဓာကိုယ်ကအဲ့ဒီအဖို့တန်ကာကျူမင်ကိုစုပ်ယူနိုင်စွမ်းဟာအလွန်နည်းပါးသွားပါတယ်တကယ်လို့စုပ်ယူနိုင်မှုနှုန်းကိုတိုင်းတာကြည့်မယ်ဆိုရင်100%တောင်ပြည့်ချင်မှပြည့်မှာပါဒါကြောင့်နနွင်းတောက်တဲ့ဆိုပေမဲ့တကယ်တမ်း CS1 ကိုရရှိတာမျိုးမဟုတ်ပဲအဖို့တန်နနွင်းတွေကို CS1 မပြနိုင်ပဲအချီးနှီးဖြစ်သွားစေတာပါပဲဒါဟာပတ်စံကုန်တာတဲ့ပို့ဆိုးတာကယောဂတက်တာဖို့မျှော်လင့်ချက်ထားပြီးတောက်လိုက်ပြီးမဲ့အကျိုးမရှိလို့အချိန်ကုန်သွားတာပါပဲဝင်းလျှောခြင်းနဲ့နနွင်းကဲဒီညမှာအဓိကအချက်ဖြစ်တဲ့ဝင်းအလွန်သွားလို့နနွင်းကိုရေဖြောပြီးတောက်သုံးနေကြတဲ့အလေးထားကိုအာယုံစိုက်ကြည့်ရအောင်ရိုးရာယူဆရနနွင်းဟာဝင်းကိုချုပ်စီတယ်လို့ယူဆကြတယ်တစ်စိတ်တစ်ပိုင်းမှန်တယ်လို့ဆိုနိုင်ပေမဲ့နနွင်းရဲ့သဘာဝဟာဦးလန်းချောင်းထဲမှာတကယ်တမ်းဘယ်လိုတုံ့ပြန်လဲဆိုတာသိဖို့လိုပါတယ်လက်တွေလေးတာချက်တွေအရနနွင်းပမာဏအတင်းအတင်းကိုမှန်ကန်စွာအသုံးပြုရင်ဦးလန်းချောင်းရောင်ရမ်းမှုကိုရောကြစေတဲ့အတွက်ဝင်းသွားတာကိုတက်တာစေနိုင်ပါတယ်ဒါပေမဲ့အများစုကဒီလိုအကျိုးကျေးဇူးရဖို့အတွက်နနွင်းကိုမှန်ကန်တဲ့ပုံစံနဲ့မသုံးဆွဲမိကြပါဘူးဒါအပြင်နနုံးမုံကိုအလွန်အကျွံသို့မဟုတ်ပမာဏများစွာရင်းနဲ့ပြောပြီးတောက်လိုက်တဲ့အခါတချို့သောသူတွေမှာဦးလန်းချောင်းကိုပိုပြီးမတက်မတာဖြစ်စေနိုင်ပါတယ်။၎င်းဟာအစာရည်ထဲမှာအချင်တက်ကိုအနေငယ်လှုံ့ဆော်ပေးနိုင်တာကြောင့်ရင်ပူတာလိုမျိုးဘေးရွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ဝင်းချောနေတဲ့အချိန်ဆိုတော့ဦးလန်းချောင်းကအလွန်ထိခိုက်လွယ်နေတဲ့အခြေဖြစ်လို့ဒီလိုမျိုးတက်ပြင်းတဲ့နနွင်းမုံကိုအစီတက်မပါဘဲတိုက်ရိုက်တောက်တာဟာအခြေအနေကိုပိုဆိုးသွားစေနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါကြောင့်ဝင်းချောတဲ့အခါနနွင်းတောက်မဲ့အစာရည်တဲ့ခန်းကြောက်တော်ကိုကာကွယ်ဖို့အတွက် VVI တက်စားလိုမျိုးတက်စားရည်တောက်သုံးတာဆပ်ပြုတ်လိုမျိုးအစာနှုတ်ကိုစားသုံးတာကပိုပြီးလုံခြုံစိတ်ချရတဲ့နည်းလမ်းဖြစ်ပါတယ်။နနွင်းကြီးအစွမ်းအမှန်ကိုရရှိတဲ့နည်းလမ်းများကိုပြောပြပေးပါကဲကျွန်တော်တို့နနွင်းရဲ့တကယ်စီးပွားအစစ်မှန်ကိုဘယ်လိုရအောင်သုံးစွဲသင့်တယ်လဲဆိုတဲ့မှန်ကန်တဲ့နည်းလမ်းကိုပြောပြပေးပါမယ်မှတ်ထားဖို့အချက်တစ်ချက်ပဲလိုပါတယ်ခင်ဗျာ1တွဲဖက်ပစ္စည်းနနွင်းဟာအစီမာပြောင်းဝင်တဲ့ဒွဲပေါင်းပြတာကြောင့်သူ့ကိုအများနဲ့အစီတစ်မျိုးမျိုးနဲ့တွဲပြီးစားသုံးပေးပါဥပမာအုံးစီတန်လွင်စီဒါမှမဟုတ်နွားနို့စိတ်နို့စတဲ့နို့တစ်မျိုးမျိုးနဲ့ပြောဆက်ပြီးသုံးစွဲပေးပါအဲ့ဒီလိုမှသာကာကျူမင်တက်တွေကခန္ဓာကိုယ်ကအကောင်းဆုံးဆုပ်ယူနိုင်မှာဖြစ်ပါတယ်2ဆုပ်ယူရကောင်းစေတဲ့ဓာတ်ကူပစ္စည်းနောက်တစ်ခုကတော့နနွင်းရဲ့စီးစွမ်းကို100%ကျော်တီတိုးမြင့်ပေးနိုင်တဲ့ဆိုတဲ့သိပ္ပံနည်းကျလေ့လာသိရှိချက်ပါပဲအဲ့ဒါကတော့ငရုတ်ကောင်းအမဲနည်းနည်းလေးထည့်ပေးချင်ပါပဲငရုတ်ကောင်းအမဲမှာပါဝင်တဲ့ pipeline လို့ခေါ်တဲ့ဓာတ်ပေါင်းဟာကာကျူမင်ကိုဦးလန်းချောင်းကနေသွေးကြောတဲ့ကိုပုံမဆုပ်ယူနိုင်အောင်ကူညီပေးတဲ့အတွက်အဲ့ဒီပစ္စည်းနှမျိုးကိုအစီနဲ့တွဲဖက်စားသုံးတာဟာနနွင်းရဲ့အစွမ်းအစစ်အမှန်ကိုရရှိစေမဲ့အကောင်းဆုံးနည်းလမ်းပါပဲဒါကြောင့်နောက်တစ်ခါနနွင်းတော့မဆိုရင်နနွင်းအစီနဲ့ငရုတ်ကောင်းမဲနည်းနည်းရောဆက်ပြီးစားသုံးပေးပါလို့အကြံပြုချင်ပါတယ်ခင်ဗျာကဲဒီနေ့ဒီဗီဒီယိုကနေနနွင်းကိုရင်းနဲ့ပဲဖြောပြီးတောက်နေတဲ့အလေးထားဟာဘာကြောင့်ထိရောက်မှုမရှိသလဲဆိုတဲ့အဖြေကိုရှင်းရှင်းလင်းလင်းရတော့ပြီလို့ပြောလင်းပါတယ်ကျွန်တော်တို့ရဲ့ရိုးရာစိတ်ပတ်ဝင်ပစ္စည်းတွေဟာအလွန်ဆွမ်းထက်ပါတယ်ဒါပေမဲ့ဒီခေတ်လိုနည်းပညာတိုးတက်လာတဲ့အခါမှာတော့သူ့ရဲ့အစွမ်းကိုအပြည့်အဝရရှိစေဖို့ဘယ်လိုပုံစံနဲ့တွဲဖက်စားသုံးရမလဲဆိုတဲ့နည်းလမ်းတွေကိုလေ့လာဖို့လိုအပ်ပါတယ်ခင်ဗျာအထူးသတိပြုစေချင်တာကတော့နနွင်းဟာစေဝါမဟုတ်ပါဘူးအကယ်၍ဝင်းချောတာပြင်းထန်ပြီးမတတ်တာဘူးတွေးပါတာဖျားတာတွေရှိခဲ့ရင်ဆရာဝန်ဒါမှမဟုတ်ကျန်းမာရေးပညာရှင်နဲ့အများဆုံးပြသဖို့အကြံပြုလိုပါတယ်ခင်ဗျာသဘာဝစိတ်ပတ်ဝင်ပစ္စည်းတွေဟာအကူအညီပေးနိုင်ပေမဲ့ဆရာဝန်ရဲ့ဆေးစစ်မှုကိုတော့အစားထိုးလို့မရနိုင်ပါဘူးခင်ဗျာကဲဒီဗီဒီယိုကိုကြည့်ပြီးသဘောကျတယ်ဆိုရင် like လေးကိုနှိပ်ပြီးတစ်တငယ်ချင်းတွေဗီဒီယိုစုဝင်နေလဲမှန်ကန်သွားသုံးစွဲနိုင်အောင် share လုပ်ပေးကြပါဦးခင်ဗျာနောက်ထပ်ဘယ်လိုဆေးဘက်ဝင်အပင်တွေအကြောင်းသိပ္ပံနည်းကျလေ့လာခြင်းလဲဆိုတာကိုလည်း comment မှာရေးသွားခဲ့လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ